မင်္ဂလာပါဒီနေ့ကတော့ချက်ရလွယ်ပြီးတော့အသားနူးနူးအီလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ဝက်သားအာလူအချိုချက်လေးချက်စားပါမယ်ခင်ဗျာငရုတ်ကောင်းတဲ့မွှေးမွှေးလေးနဲ့ချက်ရတာလည်းအရန်ကိုလွယ်လို့အားလုံးပဲလိုက်ချက်စားကြည့်ကြပါခင်ဗျာပါဝင်ပစ္စည်းတွေကလည်းရုပ်ရှင်ပြီးတော့အိမ်မှာရှိတဲ့ဟင်းခတ်မွှေးကြိုက်လေးတွေနဲ့ပဲအလွယ်တကူချက်စားလို့ရပါတယ်အခုဆိုရင်ဟင်းစားချက်ဖို့ပြင်ဆင်ပါတော့မယ်အရင်ဦးဆုံးငရုတ်ကောင်းလေးတွေကိုညှက်အောင်ထောင်းပါမယ်ဒီဟင်းလေးကငရုတ်ကောင်းလေးပါမှပို့ပြီးတော့စားလို့ကောင်းပါတယ်ပြီးရင်တော့ဂျင်းလေးတွေထည့်ပါမယ်ကျက်သွန်ဖြူကျက်သွန်ဒီတွေထည့်ပြီးတော့အားလုံးသမသွားအောင်ထောင်းထားပေးလိုက်ပါမယ်ခင်ဗျာဒီဟင်းလေးကအိမ်မှာကြော်တော်ချက်စားနေကြပုံစံလေးတိုက်ချက်ထားတာမို့လို့လိုအပ်ချက်များရှိရင်လည်းနားလည်ပေးကြပါခင်ဗျာပြီးရင်အိုးထဲကိုတေချာတန်းစင်ထားတဲ့ဝက်သားတွေထည့်မယ်ဆနွှဲမှုထည့်ပါမယ်စားနဲ့ကြက်သားမှုနှစ်စုံထည့်မယ်ပြီးရင်တကြားထည့်ပါမယ်အရသာထည့်ပြီးရင်ထောင်းထားတဲ့ဆာပလာလေးတွေထည့်ပါမယ်ပြီးရင်စီနဲ့ထည့်ပြီးတော့အရသာတွေအသားထဲထိစိတ်ဝင်သွားတဲ့အထိကိုတေချာသမအောင်နေပေးပါမယ်ပြီးရင်မီးဖွင့်ပြီးတော့အသားလေးတွေတင်းလာတဲ့ဒီကိုလုံးပေးပါမယ်ပြီးရင်ရေထည့်ပေးပါမယ်နန်းနန်းပိန်မြင့်လေးတွေရှိရင်လည်းထည့်ပါမယ်ပြီးရင်တော့မီးအေးလေးနဲ့အသားတွေနူသွားတဲ့ဒီကိုချက်ပေးထားပါမယ်အသားနှမ်းတဲ့ချိန်မှာပဲငန်ပြိုင်လေးမေးကြံခဲ့လို့အခုထည့်ပါမယ်ပြီးရင်တော့အာလူးလေးတွေထည့်မယ်ပြီးရင်ကြက်သွန်တွေအလုံးလိုက်လေးတွေထည့်ပါမယ်အာလူးကအခုလိုမျိုးအလုံးသေးလေးကြတော့ပိုစားလို့ကောင်းပါတယ်ပြီးရင်တော့အသားတွေရောအာလူးတွေရောနူသွားတဲ့အထိကိုမီးအေးလေးနဲ့ဆက်ပြီးတော့ချက်ထားပေးလိုက်ပါမယ်ပြီးရင်တော့ဝက်သားလေးတွေရောအာလူးလေးတွေရောနူးပြီလားဆိုတော့တစ်ချက်လောက်စမ်းကြည့်လိုက်ပါမယ်အခုဆိုလို့ရှိရင်ငရုတ်ကောင်းတဲ့တင်လေးနဲ့အရန်ကိုရတာရှိတဲ့ဝက်သားအာလူးအချိုချက်လေးရပါပြီခင်ဗျာအားလုံးပဲလိုက်ချက်စားကြည့်ကြပါနော်